အားလုံးပဲမင်္ဂလာပါ Facebook တန့်ရှင်းလုပ်နည်း၃မျိုးကိုဒီဗီဒီယိုလေးမှာပြပြပေးမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို Subscribe မလုပ်ရသေးဘူးဆိုရင် Subscribe လေးလုပ်ပြီးတော့အောင်လို့မေတ္တာရက်ခံပါတယ်ဗီဒီယိုတစ်တွေကိုကြည့်ရဖို့အတွက်ဘေးနားက Notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဗျကျွန်တော်အရင်ဦးဆုံး Facebook တန့်ရှင်းလုပ်ဖို့အတွက် Facebook ကိုပေါ့ပါလန်းဆန်းအောင်သုံးနိုင်ဖို့အတွက်တန့်ရှင်းလုပ်ပေးရပါမယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီ Facebook ထဲကိုနှိပ်ဝင်ပေးလိုက်ပါကျွန်တော်တို့ဒီ Facebook ထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှိတဲ့ဒီ profile ပုံစံနေရာလေးကိုနှိပ်ဝင်ပေးလိုက်ပါပြီးတော့ကျွန်တော်တို့ဒီမှာရှိတဲ့ Facebook ရဲ့ setting ကကျွန်တော်တို့ဒီ update တင်ပြီးနောက်ပိုင်းမှာအပြောင်းအလဲဖြစ်သွားပါတယ်ကျွန်တော်တို့အစအဆိုဒီဘက်ဘေးနားမှာကျွန်တော်တို့ဆက်သွားပုံစံလေးရှိပါတယ်အခုကအဲ့နေရာမှာမရှိတော့ပါဘူးဒီနေရာလေးမှာကျွန်တော်မြင်းသုံးချောင်းနေရာလေးကိုထပ်ပြီးတော့ဒါလေးကိုနှိပ်ဝင်ပေးရပါမယ်ပြီးတော့ကျွန်တော်တို့ဒီမှာရှိတဲ့ဒီ Facebook setting ကကျွန်တော်တို့ဒီဘက်ဒီဘယ်ဘက်ရှမ်းအောင်ရောက်သွားပါတယ်အစအောင်ကျွန်တော်ညာဘက်ရှမ်းမှာဖြစ်ပါတယ်တို့ပြီးသွားရင်ကျွန်တော်တို့ဒီမှာရှိတဲ့ဒီ setting ဆိုတဲ့နေရာလေးကိုနှိပ်ဝင်ပေးရပါမယ် setting and privacy ဆိုတဲ့နေရာလေးကိုနှိပ်ဝင်ပေးလိုက်ပါပြီးတော့ကျွန်တော်တို့အပေါ်မှာရှိတဲ့ဒီ setting ဆိုတဲ့နေရာလေးကိုထပ်ပြီးတော့နှိပ်ဝင်ပေးရပါမယ်ဒီပေါ်ဆုံးမှာပါဒီနေရာလေးကိုနှိပ်ပေးလိုက်ပါကျွန်တော်တို့ဒီထဲကိုရောက်ပြီဆိုလို့ရှိရင်အပေါ်နဲ့ဆွဲတင်ပြီးတော့ကျွန်တော်ပြောပြတဲ့နေရာလေးကိုထပ်ပြီးတော့နှိပ်ဝင်ပေးလိုက်ပါဒီ browser ဆိုတဲ့နေရာလေးပါဒီနေရာလေးကိုနှိပ်ဝင်ပေးလိုက်ပါကျွန်တော်ဒီထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တန့်ရှင်းလုပ်ပေးရမယ့်နေရာလေးကိုကျွန်တော်ပြပါမယ်ဒီနေရာလေးပါ clear ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ဒီနေရာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါဒီထဲမှာ Facebook မှာရှိတဲ့ကျွန်တော်တို့အမှိုက်တွေရှင်းသွားပါလိမ့်မယ်ဒီ clear ဆိုတဲ့နေရာလေးကိုဒီနေရာလေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါဗျဒါဒီထဲမှာကျွန်တော်တို့ဒီ clear ကိုလုပ်လိုက်တဲ့အတွက် Facebook ထဲမှာကျွန်တော်တို့ကိုယ့်ရဲ့ဒီဖုန်းထဲမှာရှိတဲ့ဟာတွေဘာမှမပြတ်ပါဘူးဒီသူကအမှိုက်တွေကိုပဲရှင်းပြီးသွားတာဖြစ်ပါတယ်ကျွန်တော်တို့ဒါဆိုလို့ရှိရင်ပထမဆုံး Facebook တန့်ရှင်းလုပ်တဲ့နည်းပြီးပါပြီကျွန်တော်ဒုတိယအနေနဲ့ကျွန်တော်တို့ follow မယ့်နေရာတော့ကျွန်တော်တို့ဒီကိုကြည့်ထားတဲ့ကျွန်တော်တို့ဗီဒီယိုတွေပေါ့နော်ကိုကြည့်ထားတဲ့ဗီဒီယိုတွေကိုတွားပြီးတော့တန့်ရှင်းလုပ်ပြမှာဖြစ်ပါတယ်အဲ့လိုမျိုးလုပ်ဖို့အတွက်ကျွန်တော်တို့ဒီနေရာလေးကိုထပ်ပြီးတော့နှိပ်ဝင်ပြလိုက်ပါဒီပေါ်မှာရှိတဲ့ကျွန်တော်တို့ဒီ Facebook ကောင်ထဲဝင်ပြီးရတယ်ဒီပေါ်မှာရှိတဲ့အဆက်30နေရာလေးကိုနှိပ်ဝင်ပြလိုက်ပါဒီနေရာလေးပါဒီထဲကိုရောက်ပြီဆိုလို့ရှိရင်ဒီမှာရှိတဲ့ activity log ဆိုတဲ့နေရာလေးပါဒီနေရာလေးကိုနှိပ်ဝင်ပြလိုက်ပါကျွန်တော်ဒီထဲကိုရောက်ပြီဆိုလို့ရှိရင်ဒီဘက်မှာရှိတဲ့ဒီမှန်ဘလူးပုံစံနေရာလေးပါဒီနေရာလေးကိုထပ်ပြီးတော့နှိပ်ဝင်ပြလိုက်ပါကျွန်တော်ဒီထဲကိုရောက်ပြီဆိုလို့ရှိရင်ဒီမှာရှိတဲ့ဒီနေရာလေးကိုထပ်ပြီးတော့နှိပ်ဝင်ပြလိုက်ပါကျွန်တော် user secret history ဆိုတဲ့နေရာလေးပါကျွန်တော်တင်ခြာထားတဲ့ဒီခြာထားတဲ့ဗီဒီယိုတွေပေါ့နော်ခြာထားတဲ့ဘာတွေပဲဖြစ်ဖြစ်ခြာထားတဲ့ဟာတွေပေါ့ဒီနေရာတွေကကျွန်တော်တို့ဒီ data တွေဖြစ်ပါတယ်ဒီနေရာလေးကိုနှိပ်ဝင်ပြလိုက်ပါကျွန်တော်ဒီမှာမိမိရှာထားတဲ့ဗီဒီယိုတွေအကုန်လုံးဒီထဲမှာရှိပါတယ်ဒါတွေကကိုရှာကြည့်ထားတဲ့ဗီဒီယိုတွေပါဒါတွေကိုကျွန်တော်တို့တန့်ရှင်းလုပ်ပေးခြင်းအပြင် Facebook ကကျွန်တော်တို့သုံးရတဲ့အခါမှာပေါ်ပါပြီးတော့ကျွန်တော်တို့တွက်လက်ပါလိမ့်မယ်အဲ့တော့ဒီနေရာလေးကိုတန့်ရှင်းလုပ်ဖို့အတွက်ဒီမှာရှိတဲ့ clear secret ဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ပါဗျဒီလိုမျိုးဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒုတိယတနည်းပြီးပါပြီကျွန်တော်တို့တတိယတနည်းလုပ်ဖို့အတွက်ကျွန်တော်တို့ဒီထွက်လိုက်ပါကျွန်တော်တို့အနေဘက်နဲ့ထွက်လိုက်ပါထွက်ပြီးတော့ကျွန်တော်တို့ဒီ Facebook ပုံစံလေးကိုဒီ Facebook ရဲ့ icon လေးကိုကျွန်တော်တို့လက်နဲ့ကျွန်တော်တို့1စက္ကန့်2စက္ကန့်လောက်ဖိလိုက်ပါဗျဒီလိုမျိုးဖြစ်သွားပြီဆိုလို့ရှိရင်ဒီမှာရှိတဲ့ more feature ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပါ more feature ဆိုတဲ့ဟာလေးနှိပ်ပေးလိုက်ပါဒီလိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်ဒီမှာရှိတဲ့ app import ဆိုတဲ့နေရာလေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါဗျဒီလိုမျိုးထဲကိုရောက်ပြီဆိုလို့ရှိရင်ဒီမှာရှိတဲ့ကျွန်တော်တို့ဒီ store use ဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ပါဒီထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှိတဲ့ clear cat ဆိုတဲ့ဟာလေးပါဒီအောက်ဆုံးမှာပါအပေါ်က clear data ဆိုတဲ့ဟာတော့လုံးဝမနှိပ်ပါနဲ့ဒီအောင်နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီ Facebook မှာကျွန်တော် log in ဝင်ထားတာရင်ကျွန်တော်တို့ပြတ်သွားတတ်ပါတယ်အောက်မှာရှိတဲ့ clear cat ဆိုတာလေးကိုနှိပ်ပေးလိုက်ပါကျွန်တော်တို့ဒီမှာရှိရင်485 MB တောင်ရှိပါတယ်ကျွန်တော်တို့ Facebook ကိုအသုံးပြုထားတာနှိပ်ပေးလိုက်ပါဒါဒါဆိုရင်0ကျွန်တော်တို့ MB ပဲရှိတော့ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Facebook တန့်ရှင်းရေးလုပ်နေရပြီးပါပြီကျွန်တော်ဒီလိုမျိုးလုပ်ပေးခြင်းအပြင်ကျွန်တော် Facebook ကိုသုံးရတာပေါ့ဘာနဲ့ဖြစ်သွားပါလိမ့်မယ်ဗီဒီယိုလေးကိုကြက်နေတတ်တယ်ဆိုရင် like and share လုပ်ပြီးတော့ပါနောက်ထပ်လည်းကျွန်တော်ဗီဒီယိုလေးတင်ပေးတော့ပါအောင်ဗျ